loves အားလုံးပဲမင်္ဂလာပါဒါဆိုဒီနောက်ဆုံးတစ်ခါတင်ထားတဲ့ makeup routine ကနေပေါ့နော်အချိန်ကလည်းနည်းနည်းကြာသွားပြီဖြစ်တဲ့အတွက်အခုပြင်တဲ့ဟာနဲ့နည်းနည်းပြောင်းလဲလေးရှိလာရဲ့ပေါ့အဲ့တော့ဒါဆို makeup လို့ပြင်လဲဘာ product တွေသုံးလဲဆိုပြီးတော့လည်းအရင်လာမိကြတဲ့အတွက်ဒီ video လေးလုပ်ပေးလိုက်တာပဲဖြစ်ပါတယ် okay skincare step တွေကတော့အကုန်လုံးဒီ sun cream အထိလုပ်ပြီးသားပြီပေါ့နော်အဲ့တော့ primer တော့မသုံးတော့ဒီတိုင်းပဲ daily အနေနဲ့ဆိုတော့အခုလို breakout တွေနဲ့ဖြစ်နေတဲ့အချိန်မှာဆိုရင် coverage ရှိတဲ့ foundation တခုအဲ့လိုမျိုးသုံးဖြစ်တယ်ပေါ့နော်အဲ့ဒါကတော့ဒီ tier ပါ coverage တော်တော်လေးကိုကောင်းတယ်ပြီးတော့အဲ့သူ့ရဲ့ finish ကိုအရင်သဘောကျတာ so you just ထဲမှာလုပ်တယ်ပြီးရင်ဒီဘက်ကိုနည်းနည်းလေး tap လုပ်လိုက်မယ်ဒီမျိုးမျက်ကွင်းညုံနေနေရဆိုရင်ကြတော့ပေါ့နော်အဲ့လိုမျိုးနည်းနည်းလေး tap လုပ်လိုက်ပြီးတော့ concealer လိုမျိုးလေးဒီနားလေးမှာတုပ်ထားပေးလိုက်တယ်အဲ့ဒါပြီးတော့မှပြန်ပြီးတော့ blend လုပ်လိုက်တာပေါ့နော်အဲ့ဆိုရင် concealer ကြီးတက်တက်ကြီးတကူတကသုံးနေစရာမလိုတော့ဘူး and then blush တော့ပါမယ် blush ကကြတော့ဒီအပိုင်းမှာဒီAZTK လားမသိဘူးဒီ Chinese brand က liquid blush လေးသုံးဖြစ်နေတယ်သူကကြတော့ JC03 ဆိုတဲ့အရောင်လေး baby pink အရောင်လေး and then 2 spots လောက်ချလိုက်မယ်ဒီကောင်လေးရတယ်အဲ့လိုမျိုးအရောင်ကသာတိတ်ပြီးတော့မပေါ်တော့ဘူးထင်ရတော်တော်လေးကတော့ pigmented ဖြစ်တယ် and then brush လေးနဲ့ blend ပေးလိုက်မယ်ပြီးရင်ဒီ brush ကပုံနေရဲ့အရောင်လေးတွေနဲ့ပဲပုံနဲ့မျက်လုံးလေးမှာလည်းနည်းနည်းလေးထည့်ပေးလိုက်မယ်အဲ့တော့မှလည်းမျက်လုံးကအခုနက foundation လူထားတဲ့အရှိန်နဲ့ပေါ့နော်ချူပဖြူရောကြီးဖြစ်မနေရောမှာ powder ကိုကတော့ဒီ Yoga press powder လေးသုံးပါမယ်သူကကြတော့အဲ့လိုမျိုး puff တို့ brush တို့မပါဘူးပေါ့နော်အဲ့တော့ကိုယ့်ဘက်ကကိုပဲဒီရှိရဲ့ဒီလိုမျိုး puff လေးနဲ့ပဲသုံးလိုက်မယ် just dab a little bit ပြီးရင်ဒီ under eye နေရာကိုဖိပြီးတော့ပါမယ်ဒီလိုမျိုးကြီးအဲ့လိုမျိုးမဆွဲဝအောင်အမနေ့ကမှဆမဝဲပြီးရဆိုဒီအပိုင်းမှုကအဲ့လိုမျိုးအလားလေးပြန်ခေါင်းလှလှလေးပို့ပြီးတော့အပြင်သွားခြင်းစိတ်ပဲပေါနေ eyeshadow ပါမယ် eyeshadow ကိုကကျတော့အမြဲတမ်းသုံးနေကြဒီ Cat Rice ကDaring Nude နဲ့ပါပါမယ်ဒီ Daring Nude ထဲကဒီအညိုရောင်အကွက်လေးကကျတော့အမြဲ daily သုံးဖြစ်တဲ့အရောင်လေးပါအဲအရောင်လေးကိုပဲဒီလို brush လေးနဲ့ယူလိုက်မယ်ပြီးတော့မျက်လုံးပေါ်မှာချဲပေးလိုက်မယ်ပေါ်ရဲ့ eyelid ကိုအရင်ချဲပြီးတော့မှဒီ brush လေးနဲ့ပဲဒီအောက်ဘက်ကိုဖြည်းဖြည်းချင်း motion လေးdrag ပုံစံမျိုးလေးဆွဲသွားလိုက်မယ်နောက်တစ်ဖက်ကိုလည်းဒီတိုင်းပဲဒီအပေါ်ဘက် eyelid ကိုကြတော့ဒီလိုမျိုး circular motion လေးနဲ့သွားဖြစ်တယ်ပေါ့နော်အဲ့တော့မှလည်းဒီမျက်ခုံးနဲ့မျက်ခုံးရဲ့နေရာခြားထဲမှာအဲ့လိုဟိုအတုံးလိုက်ကြီးခဲလိုက်ကြီးဖြစ်နေမှာပေါ့ဒီအောက်ဘက်မျက်ခုံးကကြတော့ဒီလိုမျိုးလေးဘယ်ညာ motion လေးနဲ့ပဲသွားဖြစ်တယ် okay ဒါဆိုတော့ eyeshadow ပြီးပြီပြီးတော့မျက်တောင်သွားပါမယ်မျက်တောင်ကိုကတော့ Maybelline ရဲ့ Sky High သုံးပါမယ်သူကကျတော့ non waterproof ပေါ့နော်ဘာဖြစ်ဆိုတော့ကျစမျက်တောင်ကနည်းနည်း shade ထဲပါပဲအဲ့လိုမျိုး mascara နေတိုင်းသုံးတာတော့ဘာလို့ဆိုရင်ကျတော့အဲ့လိုမျိုးကျွတ်တဲ့ထဲမှာပါတယ်အဲ့တော့ waterproof mascara ရေဆိုရင်ကျတော့သုံးတဲ့အခါမှာအဲ့လိုမျိုး oil cleanser တွေပိုင်းနဲ့ပြန်ပြီးဖြတ်ရတဲ့မျက်တောင်ကအရင်ကျွတ်တယ်လေအဲ့တက်ကကျတော့ဒီမှာ non waterproof လေးမှာထားတာဘယ်လိုမျိုးဒီမျက်ခုံးပေါ်မှာကြံခဲ့တဲ့အမဲလေးတွေကိုတော့ cotton bud နဲ့ဖြတ်ပေးလိုက်မယ် mascara ပေးလိုက်ပြီဆိုရင် eyeliner ဆွဲမယ် eyeliner ကကျတော့ဘာဖြစ်လို့အရင်မဆွဲရလဲဆိုတော့ဒီမျက်တောင်ကောလိုက်တဲ့အခါမှာပေါ့နော်သူ့ရဲ့ဒီရှိရဲ့ line လေးအတိုင်းပဲအပြင်ဆက်ဆွဲလိုက်မှာဆိုတော့မျက်တောင်ကောပြီးမှပဲဆွဲပြတာပုံများတယ်ပြီးတော့နောက်တဲ့ရည်ရတစ်ခုကဘာလဲဆိုရင်ကျတော့ eyeliner ကို liquid eyeliner မသုံးဘာနဲ့ဆွဲလဲဆိုရင်မျက်ခုံးမွေးဆွဲရဟာနဲ့သုံးတယ်အခုကဒီ Pan Cosmetic ကအဲ့ဒီ Slim Brow ဆိုတဲ့အားလေးနဲ့သုံးပါမယ် gel liner နဲ့တော့ဘာဖြစ်လို့မဆွဲရလဲဆိုရင် gel liner တွေကလည်းတူတူပဲနည်းနည်းလေးအဲ့လို pigment ဖြစ်တဲ့အတွက်ကျရင် eyeliner ဆွဲရအခါမှာတိတ်ပြီးတော့မထိန်းတတ်ဘူးလက်ကခေါင်းမဆွဲရနေရကြတော့နည်းနည်းလေးပိုပြီးတော့မာတဲ့အတွက်ဒီမျိုးလုံးမှာလည်းထိန်းရပိုပြီးတော့လွယ်လို့ခံစားရတယ် okay ရပြီ eyeliner တော့လောက်ပဲso overall ကလည်းပြီးတော့ဖြစ်နေပြီဒါပေမဲ့ base ထဲမှာတစ်ချက်ကျန်ခဲ့ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ contouring ပါ contouring ကိုဒီ Jodi Doll ရဲ့ highlighter palette ထဲကပဲဒီရောင်လေးကိုသုံးလိုက်မယ်။နောက်ပြီးရင်ဒီနှရွက်နဲ့ဒီနှာခေါင်းဒီအောက်ဖက်ကြားပေါ့နော်အဲ့ဒီနေရာမှာဒီလိုလေး contour လိုက်ပြီးထည့်ပေးလိုက်မယ်။
blush ကကြတော့အောက်က liquid blush ခံထားပေမဲ့အပေါ်ကနေပြီးတော့အလူမီနီယံနည်းနည်းလေး glowy ပုံစံမျိုးလေးဖြစ်သွား powder blush ထပ်အောင်မယ်ပေါ့နော် powder blush မှာအခုဒီရပိုင်းမှာအကြိုက်ဆုံးဖြစ်နေတာထိုးရှိရဲအဲ့ဒါကဒီ can make ကဒီ blush လေးပါဘယ်လိုခေါ်လဲမသိဘူး powder cheeks ဆိုရေးထားတယ်ဒီဟာလေးက it's a must try တကယ်ကို with thin နဲ့ထဲမှာလုံးဝ number 1နဲ့ရတယ်ပါတယ်ဒါသူ့ထဲကနေပြီးတော့ပါတယ်ဒီမှာ brush လေးပေါ့နော်အဲ့လေးနဲ့ပဲဒီလိုလေးယူလိုက်မယ်အဲ့ဒါနေအောင်နဲ့မလို့တိတ်ပြီးတော့တိတ်မပေါ်အဲ့မျိုး highlighter ပုံစံမျိုးလည်းမဟုတ်ဘူးblush ကအရောင်လေးပပလေးပဲပါပြီးတော့မျက်နှာပေါ်မှာတော်တော်လေးကိုလာအဲ့တော့ဒီနှာခေါင်းထိပ်လေးလည်းနည်းနည်းလေးထည့်လိုက်မယ်ပြီးရင်မေးစီလေးနည်းနည်းထည့်မယ်ဒီမှာဆိုရင်အဲ့လိုပန်းရောင်ပန်းနေတယ်လို့မျိုးလေးတော်တော်လေးကိုလာ Okay makeup တွေရဲ့ finishing step မပါမဖြစ် highlighter ပါ highlighter ကိုလည်းအခုန Judy Doll palette တွေကဒီ highlighter အကွက်လေးကိုပဲသုံးပါမယ်လက်လေးနဲ့ပဲဒီလိုလေးနည်းယူပြီးတော့နှာခေါင်းထိပ်လေးနည်းနည်းရဲ့ဒီ nose bridge လေးနဲ့ဒီနှာခမ်းထိပ်လေးကိုတင်လိုက်ပါမယ်အဲ့ဆိုရင်ရပါပြီ။ပါပေါ်ဒီ highlighter မတင်တော့ဘူးဘာဖြစ်လို့ဆိုအခုနကဒီ can make blush ထဲမှာကသူက glitter ပါပြီးသားဖြစ်တဲ့အတွက်ထပ်ပြီးတော့တင်စရာတော့မလိုတော့ဘူး။ makeup တစ်ခုရဲ့အရေးအကြီးဆုံးအသက်ဖြစ်တဲ့နှာခမ်းကြီးဆိုပါမယ်။နှာခမ်းကြီးကိုဒီ Lily by Red ကဒီ bombing tint လေးဆိုပါမယ်။အဲ့ဆိုတော့ makeup look လေးကပြီးသွားပါပြီ။